ကိုမင်းချေဘဝအောက်မှာထားနိုင်ရမယ်လို့ပြောပါတယ်။ရီယာကကျမမှာဘာမှမရှိတော့ဘူးလို့ပြောတဲ့အခါအာရက်ကငါနဲ့အတူရှိနေရင်အရာအလုံးရှိလာလိမ့်မယ်လို့ပြန်ပြောပါတယ်။အဲ့ဒီအချိန်မှာပဲဒေါ်လေးကအဖွားဖြစ်သူဟာဥလေထောင်ချီတန်တဲ့မြေကွက်တွေကိုရီယာနာမည်နဲ့ထားခဲ့ကြောင်းပြောပြပါတယ်။ရီယာအံ့ဩသွားပါတယ်။ဒါပေမဲ့ဒေါ်လေးကမင်းအဖေနဲ့စန်းညာကစာရွက်စာတမ်းတူတွေလုပ်ပြီးတိမ့်ပိုက်ကြလိမ့်မယ်လို့သတိပေးပါတယ်။စန်းညာနဲ့အဖေကတော့ပိုင်ဆိုင်မှုအားလုံးကိုစန်းညာရရှိကြောင်းစာရွက်စာတမ်းတူတွေလုပ်ထားပြီးဖြစ်ပါတယ်။ဒါကိုစန်းညာရဲ့မွေးနေ့ပါတီမှာလူတိုင်းရှိမှကြေညာဖို့စီစဉ်ထားပါတယ်။ရီယာဒါကိုတည်သွားပြီးပါတီကိုသွားဖို့ပြင်ဆင်တဲ့အခါအာရက်ကမကြောက်နဲ့မင်းတယောက်တည်းမဟုတ်ဘူးလို့အားပေးပါတယ်။ပါတီပွဲမှာအဖေဖြစ်သူကစာရွက်စာတမ်းအတူကိုထုတ်ပြလိုက်တဲ့အချိန်မှာပဲရီယာရောက်လာပါတယ်။သူမရဲ့လက်ထဲမှာအစစ်မှန်စာရွက်စာတမ်းတွေပါလာပါတယ်။ရီယာကကျမအမှန်တရားကိုတည်သွားမှကြောက်လို့အဖွားရဲ့နောက်ဆုံးတကြိုချင်းကိုတော့မလုပ်ပေးခဲ့ကြဘူးလို့ပြောပါတယ်။စန်းညာကတော့ရီယာကပဲအဖွားကိုတတ်တာလို့ပြန်ဆွဆွဲပါတယ်။ရီယာကအဖွားရဲ့ဓာတ်ပုံကိုမြောက်ပြပြီးဒီဓာတ်ပုံကိုကင်ပြီးအဖွားကိုမတက်ခဲ့ပါဘူးလို့ကျိန်ဆိုပြောစမ်းလို့ပြောပါတယ်။စန်းညာတိတ်ဆိတ်သွားပြီးသူမရဲ့တငယ်ချင်းကိုအချက်ပြပါတယ်။အဲ့ဒီတငယ်ချင်းကရီယာကိုတွန်းချလိုက်ပြီးရီယာကအမြဲတမ်းစန်းညာကိုဒုက္ခပေးနေတာလို့ပြောပါတယ်။ရီယာလဲကျသွားပေမဲ့လည်းအဖွားကသူမအနားမှာရှိနေတယ်လို့မျိုးခံစားလိုက်ရပါတယ်။သူမပြန်ထလာပြီးကြီးလိုက်ကြပါစန်းညာကအဖွားကိုဘလို့နှိပ်စက်ခဲ့လဲဆိုတာလို့ပြောကဖုန်းထဲကအတန်သွင်းထားတာကိုဖွင့်ပြလိုက်ပါတယ်။အခန်းလုံးတိတ်ဆိတ်သွားပါတယ်။ရီယာကအစစ်မှန်စာရွက်စာတမ်းတွေကိုလူတိုင်းရှေ့မှာပြသလိုက်ပေမဲ့လည်းအဖေဖြစ်သူကစာရွက်စာတမ်းအတူကိုပြန်ပြီးမြောက်ပြပါတယ်ရှေ့နေကတော့ဒါကအစစ်ပဲလို့ပြောပြီးအဖေဖြစ်သူဘက်ကရက်တည်ပါတယ်။ရီယာကရှေ့နေရဲ့မျက်လုံးကိုစိုက်ကြည့်ပြီးစာရွက်စာတမ်းအတူလုပ်တာဟာကြီးမားတဲ့ပြစ်မှုပဲမင်းရဲ့အသက်မွေးဝမ်းကြောင်းကိုဖျက်ဆီးကျင်တာလားလို့မေးပါတယ်ရှေ့နေကပြုံးပြီးငါဘာမှမလုပ်ခဲ့ဘူးလို့ဖြေပါတယ်ဒီနေရာမှာပဲဇလန်းကအလှည့်ပြောင်းဖြစ်သွားပါတော့တယ်။